ဒီကွာလေးတင်ထားဆိုတော့ကျွန်တော်ဒီကွာပြင်နေပြီးလာပြီးပြန်ပြောပြမယ်နော်ရင်ခောက်တွေကလည်းပြောထားတာတော့ရှိတယ်နော်ဒီလောက်စာတွေကတော့ကျွန်တော်တို့ ready made ထည့်ပေးတာဖြစ်တဲ့အတွက်ဒီလောက်စာတွေကတော့ဟိုလောက်စာခွက်ကြီးကိုကင်တဲ့အခါမှာဒီလိုရှည်တော့နောက်ဆုံးဖြစ်မှာပူကြမလို့ဘာလို့လဲဆိုတော့သူ့ဘောခွက်နဲ့သူညှက်လိုက်လို့ရှိရင်အကြိုက်ပဲပေါ့နော်အဲ့တော့ဒီလိုလေးတော့ကင်ပေါ့နော်ပြီးတော့ဒီလက်ရဲ့ဒီလိုအစစ်လေးပုံမှာတခြားလေးတင်ပြီးလက်မလေးနဲ့ဒီလိုလေးဖြစ်နော်ဒီကောင်လေးနှစ်ခုတော့ညီလေးတွေရှည်တော့နောက်ဆုံးတော့မဖြစ်နေဘူးပေါ့နော်ဒီလိုညီလေးတော့ကင်ပြီးတော့လို့ရှိရင်ကျွန်တော်ဒါ target point ပဲထားလိုက်ပါနော်ဒီဂျိုးရနှစ်တက်ဟာမျိုးလုံးနဲ့မြင်တဲ့အခါမှာအခုလိုမျိုးတဒန်းနဲ့ဖြစ်နေရမယ်နော်ဒီလိုမြင်နေလို့မရဘူးဒီလိုမြင်နေလို့မရဘူးပေါ့နော်တဒန်းနဲ့ဖြစ်နေရမယ်နော်တဒန်းနဲ့ဖြစ်နေရမယ်ပြီးတော့ဒီကတိုင်ထိန်နဲ့ဒီကောင်လေးနဲ့ကတက်ဖြစ်နေရမယ်ကိုယ့်အောက်ကိုင်းတဲ့အခါမှာဒီလိုမျိုးရွာလေးမှာကမှလည်းမိမိရပေါ့နော်ဒီလိုမျိုးအားပါဒီမှာဆုပ်ပါဒီလိုမကိုင်းနဲ့နော်ဒီလိုမကိုင်းနဲ့ပေါ့နော်လက်တွေပါမှန်မလို့စပြစ်တယ်လူဆိုဒီလိုမိမိရဆုပ်ပါနော်ဒီကျိုးနှစ်ချောင်းဟာတစ်ချောင်းနဲ့ပဲဖြစ်နေရမယ်နော်အဲ့ဖြစ်နေရမယ်ဒီလိုမျိုးပြစ်တယ်ဆိုရင်ဒီတိုင်ထိတ်နဲ့ညီလောက်ပါညီချိန်ပေါ့နော်ညီချိန်ပြီးတော့လွတ်လိုက်ပေါ့နော်ဒါဆိုရင်ရပြီလွတ်သွားတဲ့အခါမှာဒီလိုမျိုးလက်ကိုလာရိုက်တတ်ပါတယ်လွတ်တဲ့အခါမှာလက်ကြီးတောင်းထားရင်ဒီလိုနေရာလာရိုက်တာတို့နော်ဒီလိုကြောသွားပြီးဒီလက်လာရိုက်တာဖြစ်တတ်ပါတယ်အဲ့ဒီအခါမှာကျွန်တော်ကလက်လေးကိုလွတ်လိုက်တဲ့အချိန်မှာလက်လေးကိုနည်းနည်းလေးပေါ့နော်အဲ့လိုလေးပေါ့နော်လက်ကောက်ဝလေးနည်းနည်းလေးချိုးပြပါအဲ့ဆိုလို့ရှိရင်လက်ကိုလောက်စားကိုဒီကျိုးပြန်ရိုက်တဲ့ဟာတက်တာသွားလိမ့်မယ်ပေါ့နော်နောက်တစ်ခုကဒီလိုကင်တဲ့အခါမှာလေဒီကွာကိုဒီလိုမျိုးရှေ့ကိုစိုက်နေတာမျိုးနော်ရှေ့ကိုဒီလိုဒါဆိုစိုက်နေတယ်ကိုယ့်ဘက်ကိုဒီလိုလမ်းနေရမှာဖြစ်ပါသေးနဲ့90ဒီဂရီတောင်းမှန်ကြပါသည်နော်တောင်းမှန်ကြကြအောင်အားရပါစုပ်ပါပြီးတော့ဒီလက်ကောက်ဝက်ကလည်းဆန္ဒပဲလို့ပေါ့နော်သတိတော်ထားပါနော်ဒီလက်ကောက်ဝက်ကလည်းနည်းနည်းအရေးကြီးရပေါ့လက်ကောက်ဝက်ကလည်းနည်းနည်းအရေးကြီးဆိုတာ90ဒီတောင်းမှန်တော့ကြားတယ်ကိုင်းတော့ကြားတယ်ပြစ်တော့မယ့်အချိန်မှာလက်ကောက်ဝက်ကြီးကဒီလိုရှေ့ကိုစိုက်သွားတာမျိုးနောက်ကိုလန်သွားတာမျိုးဖြစ်ပါသေးနဲ့ဒီတိုင်းဆိုဒီတိုင်းတတမထဲပဲထားပါနော်ကျွန်တော်တို့ရမ်းတဲ့အခါမှာလေရမ်းကျိုးလက်ကောက်ဝက်ချိုးတဲ့အခါမှာလေဒီလိုလေးပဲချိုးရင်ရပါပြီနော်အများကြီးလိုကြီးဘေးဒီလိုရမ်းနေရမလို့ပါဘူးလိုလေးချိုးရင်ရပြီနော်ချိန်နာကတော့ဒီတိုင်းထိတ်ရဲ့ဒီကျိုးရမ်းထိတ်လေးရဲ့မျက်လုံးနဲ့ကြည့်မယ်နော်ညာကိုင်းညာမျက်လုံးမိတ်ပါကွာလက်ကွာကိုညာလက်နဲ့ကိုင်းညာမျက်လုံးမိတ်ပေါ့နော်ဘယ်လက်နဲ့ကိုင်းဘယ်မျက်လုံးမိတ်ပါနော်အဲ့လိုမျိုးတွေပေါ့နော်တိုင်ထိတ်နေချိန်မယ်လောက်ဆိုရင်အဆင်ပြေပါလိမ့်မယ်နော်အားလုံးပဲအဆင်ပြေကြပါသေးခင်ဗျာကျွန်တော်စီဝယ်ထားတဲ့ညီကိုတွေရောအဆင်ပြေရရှိလို့ရှိရင်ချိန်မိလာမိပါကျွန်တော်အားရအောင်နဲ့ပြန်ပြောပြထားပါမယ်နော်အဲ့ဒီလာပြောပြတာပါအကြမ်းမြင်လေးကျေးဇူးပါခင်ဗျာ